မငွေဆောင်ညီဖတော်မင်္ဂလာပါကျွန်တော်ရေးပါချစ်သူတို့ရေဒီနေ့တော့ရေကအိမ်မှာဝက်သားလေးတွေရှိနေတော့ဝက်သားဆလတ်လောက်စားဖို့ပြင်ဆင်ထားပါတယ်ပို့ပြီးတော့စုံစုံလင်းလင်းစားရအောင်ဆိုပြီးတော့ဈေးထဲမှာဝက်ဥနုနဲ့ဥမကြီးတွေကိုပေါင်းသွားပြီးတော့ဝယ်ထားပါတယ်ရေတော့အိမ်မှာဆိုလို့ရှိရင်ဝက်သားကင်စားတယ်ပဲဖြစ်ဖြစ်ဝက်သားတောက်စားတယ်ပဲဖြစ်ဖြစ်တောက်ရန်ဟင်းရည်လေးကလိုက်ဖက်ဆုံးဖို့မဖြစ်မနေတူချက်မယ်ပြီးရင်တော့ရေကအိမ်မှာလူတိုင်းလူကူကူလိုက်လုံနိုင်တဲ့အခြေရလုံနည်းကိုလည်းလောက်ပြထားပါတယ်ဝက်သားဆလတ်ကိုအခြေရနဲ့တူစားမယ်ပြီးရင်တောက်ရန်ဟင်းရည်ပူပူလေးတောက်ပါမယ်ဒီနေ့တော့ရေတို့ကဖွယ်ဖွယ်ရရလေးစားပါမယ်ဟာချစ်သူတို့ရေဗီဒီယိုလေးစတင်ခင်မှာအရင်ဆုံးရဲ့ Facebook page ကို like and follow လေးနှိပ်ထားပေးဖို့မေ့ပါနဲ့နော်အားလုံးကိုနှွေးချစ်စွာကြိုဆိုဖို့စီစဉ်ပါမယ်ခင်ဗျာကဲအရင်ဆုံးရဲကဝက်သားกินဖို့အတွက်အသားရဲ့အတွင်းပိုင်းထဲထိရတာစိတ်ဝင်လာအောင်ရဲကအသားနှပ်ပါမယ်နော်ဝက်ဥကြတော့ရဲကဆလကာရည်နဲ့တေချာတိုက်ချုပ်ပြီးတော့45မိနစ်လောက်ပြုတ်ထားပါတယ်ကဲအသားနှပ်ဖို့အတွက်ရဲကစက်သားမှုတ်ထည့်မယ်ပြီးရင်ပဲငမ်ပြရည်အကျေးခယူစီဒါကိုအသားရဲ့အတွင်းပိုင်းထဲအထိအရသာစိတ်ဝင်လာအောင်နေနှက်ရမယ်နော်ဝက်သားနှက်လုပ်ပြီးပါပြီဟုတ်မလားဝက်သားကိနဲ့တွဲစားဖို့အတွက်ရဲကဟင်းရည်ရင်ချက်မယ်တုံရဟင်းရည်ချက်မယ်ကဲအခုဟင်းရည်လည်းပဆူလာတယ်နဲ့ရဲကပြုတ်ထားတဲ့ဝက်နဲ့ရိုးထည့်ပါမယ်နော်ဝက်နဲ့ရိုးထည့်မယ်ကဲပြီးရင်ဟင်းရည်ရဲ့နဲ့ပို့ပြီးတော့မှုှသွားရအောင်ဗဒဲကောနုနုလေးတွေကိုအနေတော်တုံးထားတဲ့ကိုထည့်ပါမယ်ဗဒဲကောထည့်မယ်တုံရဟင်းရည်ရဲ့နဲ့ပို့ပြီးတော့မှုှကြိုင်သွားရအောင်ရဲကစပလင်ထည့်ပါမယ်အနေတော်တုံးရစားမကြည့်မသေးလှိဖြတ်ထားတဲ့စပလင်ထည့်ပါမယ်နော်စက်သွန်ဒီလေးချမ်းထားတာကိုလေးထည့်ပါမယ်တခါတည်းရတာထည့်ပါမယ်နော်အရသာအတွက်ရဲကခယူစီထည့်ပါမယ်ခယူစီထည့်မယ်ပဲငံပြရည်အကျဲထည့်ပါမယ်အရသာမှုတ်ကိုနှစွန်းခန့်ထည့်မယ်နော်ဟင်းရည်ရအနက်မှုေးလာပြီဆိုရင်တော့ဟင်းရည်ကြက်ခန့်နေပြီဆိုလို့ရှိရင်ရဲကဟင်းရည်နဲ့ပို့ပြီးတော့မှုေးသွားရအောင်ရှောက်နူးရက်ထည့်မယ်နော်ရှောက်နူးရက်ထည့်မယ်ကဲရှောက်နူးရက်အနက်ရဲ့နောက်ပြီးတော့စပလင်ရဲ့အနက်ရဲ့ဗဒဲကောရဲ့အနက်ရဲ့အရန်ကိုမှုေးချိုင်နေတဲ့ဝက်သားကိနဲ့တွဲစားဖို့တုံရန်ဟင်းရည်လေးရပါပြီကြည့်ပါဦးဝက်နိုင်ရိုးလေးအယိုးပြုတ်ရည်ထဲကိုရဲကတကြားညို3စွန်းထည့်မယ်ပြီးရင်အရသာမှုတ်တကြားညိုရဲ့အရသာမှုတ်ရဲ့ရေထဲမှာပျော်ဝင်သွားတဲ့အထိရေတို့အရင်ကြော်မယ်နော်ရေတို့မညက်တညက်လေးထောင်းထားတဲ့ငရုတ်သီးစိမ့်ထည့်မယ်နော်မညက်တညက်လေးထောင်းထားတဲ့ငရုတ်သီးစိမ့်ထည့်မယ်ပြီးရင်မညက်တညက်လေးထောင်းထားတဲ့ကြက်သွန်ဖြူထည့်မယ်ကြက်သွန်ဖြူကိုမြများထည့်အချင်းရည်ထဲမှာဆိုလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းတယ်တံမြာဒီလေးညှစ်ထည့်မယ်နော်တံမြာဒီညှစ်ထည့်မယ်သစုံအချင်းရည်ထဲမှာဆိုလို့ရှိရင်မပါမဖြစ်ကတော့ငံပြရည်ပေါ့နော်စားနဲ့ဖြော်လို့ရှိရင်တော့အရင်ကြီးတော့စားလို့မကောင်းဘူးနော်ငံပြရည်လားနော်ငံပြရည်ကို3စွန်းခန့်ထည့်မယ်နော်ရေတို့3စွန်းခန့်ထည့်မယ်ပြီးရင်အချင်းရည်ရဲ့အနံ့ပို့ပြီးတော့မှုေးသွားရအောင်ရေတို့ပပဟိဖြတ်ထားတဲ့နံနံပင်ထည့်မယ်နော်အခုဆိုရင်ဝက်သားကိနဲ့တွဲစားဖို့အချင်းရည်လေးရပါပြီကဲဝက်သားကိတော့မယ်နော်ရှေ့တာเป็นทะเลจะไปช่วยอีกแล้ว
လေတယ် ဟုတ်ကိုချွတ်လေးတော့တားလိုက် 小红帽，那个大红， ဝက်သားကိနဲ့တွဲစားဖို့ဒါဗာလဲတုံရဟင်းကြီးကဲတယောက်လာယူမယ်ကဲမြင်မြန်လေးပွဲဟုတ်လားဟင်း 上个， ဝက်ကဲနဲ့ဒီစမ်းအယိုးတွေရှဲ့ပဲရဲကရဲချစ်တဲ့သူတွေကိုဗာနဲ့ကျွေးမှာလဲဝက်ဥနဲ့ကျွေးမယ်နော်ဝက်ဥနဲ့ကျွေးမယ်ကဲဝက်ဥကအချင်းရထဲဟင်းစလိုက်ရွက်နဲ့ဟာစားရမယ်နော် ရောစားမှာ 有块的， ကိုယ်စားရောဟွာစား 变上，变了， ငါကကြားနေတယ်ဆိုတော့ တုံရဟင်းကြီးတောက်ပြန် 就是 ကတိလို့ဆက်တာ အရန်ကောင်း အတောက်မလားအနေအဝါအဖြူတောက်ကျဆိုအနီတောက်မလား ဟုတ်လား ဟုတ်လား 当的是马黑鱼的切，又到鱼去 လာ 了， စား 来可以吃， တော့ကပောင်း 好的， အချင်းရေးတယ်နှစ်တောက်မြင်လဲစားမယ် 要没看过我们这，嗯， လိုက်တယ်နော်ဝက်သားနဲ့ကောင်းနေတာ 卖的，我们的。 အရန်ကောင်း ဒီဘူးတူမရှိဘူး ကောင်း ကိုယ်တောင်းရ အရန်ကောင်းဒီစားလိုက် ကဲရဲတို့ဗီဒီယိုကဒီမှာပဲရပ်လိုက်တော့မယ်နော်ရဲ vlog ကိုအဆုံးထိကြည့်ရှုပေးကြတယ်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာရဲနောက်ထပ်ဘာတွေချက်ပြမလဲဘာတွေလုပ်ပြမလဲဆိုတာကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါဦးတန်းလို့စောင့်ကြည့်ဖားရအောင်တတ